အာရခတိုင်းသတင်းဌာနရဲ့သတင်းပုတ်ကအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးတော့မယ့်သတင်းတွေကတော့ကပ္ပစ16ကိုအေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ဆက်ရုံရဲ့အဓိကနေရာတွေထိမှန်ဆိုတဲ့သတင်းရုံးမှုရွာထိခိုက်တိတ်ဆုံးသူတွေအတွက်138သိန်းထပ်မံလှူဒန်းဆိုတဲ့သတင်းရခိုင်မျိုးသမီးတွေပေါ်လိမ်မိုင်းဆိုင်ရာစော်ကားပြောဆိုမှုကိုရခိုင်အဖွဲ့အစည်းတွေကန့်ကွက်ဆိုတဲ့သတင်းပလဝကစစ်တောက်ပန်းနဲ့အကျဉ်းသား30ဦးကိုအေပြန်လှုပ်ပေးစတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကပ္ပစ16ကိုအေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ဆက်ရုံရဲ့အဓိကနေရာတွေထိမှန်ဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။ပဲခူးတိုင်းဗရောင်းမြို့နယ်ရှိအမှတ်16ကာကွယ်ရေးပစ္စည်းဆက်ရုံကိုအာရခတပ်တော်နဲ့ပူးပေါင်းမဟာမိတ်တပ်တို့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ဆက်ရုံရဲ့အဓိကနေရာ3ခုကိုထိမှန်ခဲ့တယ်လို့ကနဦးသိရပါတယ်။တပ်တော်နဲ့မဟာမိတ်တွေကဒီလ3ရက်နေ့ကလေးကဆက်ရုံဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာဆက်ရုံရဲ့အဓိကနေရာ3နေရာကိုလက်နက်ကြီး6လုံးလောက်ကြားရောက်ပောက်ကွဲခဲ့တယ်လို့တော့သိထားတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တအုပ်ကအာရခတိုင်းကိုပြောပါတယ်။ကပ္ပစ16တဲ့လက်နက်ကြားရောက်ပောက်ကွဲခဲ့လို့ဆက်ရုံမှုဖြစ်သူရုရှားပြန်ပုံမှုကြီးအောင်မြင့်ထွန်းကဆက်ရုံအနီးရှိမတုံကျေးရွာသားတွေကိုညဘက်မှာမီးလုံးဝအတုံးမပြုတ်ဖို့ညွှန်ကြားထားတယ်လို့ CDM ဗိုလ်ကြီးစင်ရောကဆိုပါတယ်။ကပ္ပစ16အနီးမှာကာကင်းစခန်းတွေဖြစ်တဲ့ point 353 point 288နဲ့ point 506စခန်းကုန်းတို့ကျန်ရှိနေတာလည်းဖြစ်ပါတယ်။စစ်ကော်မရှင်ရဲ့ကပ္ပစ16ဟာကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံလက်အောက်ခံကပ္ပစတွေထဲကတစ်ခုဖြစ်ပြီးစစ်ဖြူဟာအရေးပါတဲ့လက်နက်ခဲယမ်းထုတ်လုပ်ရေးစက်ရုံတစ်ခုလည်းဖြစ်ပါတယ်။အာရခတပ်တော်နဲ့ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ထိုးစစ်ဟာပတောင်းမြို့နယ်ရှိကပ္ပစ16ကိုလက်နက်ကြီးနဲ့လှမ်းပစ်နိုင်တဲ့အထိနီးကပ်လာနေတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရုံးမှုရွာထိခိုက်ဒေဆုံးသူတွေအတွက်138သိန်းထပ်မံလှူဒန်းဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။ရခိုင်ပြည်ပုံနှကျုံမြို့နယ်ရုံးမှုရွာကထိခိုက်ဒေဆုံးခဲ့သူတွေအတွက်138သိန်းထပ်မံလှူဒန်းခဲ့တယ်လို့စာရေးဆရာဝေဟင်အောင်ကဆိုပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ24ရက်မွန်းလွဲ2နာရီ6မိနစ်မှာစစ်ကော်မရှင်ကလေကြောင်းကနေဂျက်ဖိုက်တာတစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကြားမစုစုပေါင်း19ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တန်ရာရရှိသူဟာလည်း28ဦးထိရှိပြီးအရေးပေါ်လူနာအဖြစ်စေကုသနေသူ10ဦးရှိတယ်လို့စာရေးဆရာဝေဟင်အောင်ကဆိုပါတယ်။ဒုတိယအကြိမ်လှူဖြစ်ခဲ့တာကအလူရှင်တွေထပ်တိုးလှူဒန်းတာကြောက်ပါလို့စာရေးဆရာဝေဟင်အောင်ကအာရခတိုင်းကိုပြောပါတယ်။အခုလှူဒန်းမှုမှာရုံးမှုရွာသားဖြစ်တဲ့အမေရိကန်နိုင်ငံမှာနေထိုင်သူကိုသိန်းနုနဲ့စနီးမခိုင်မျက်စံမိသားစုကအလူငွေ66သိန်းလှူဒန်းခဲ့ပြီးကျန်အလူငွေတွေကတော့ပြည်တွင်းပြည်ပကစေနာရှင်တွေစုပေါင်းလှူဒန်းတာဖြစ်တယ်လို့သိရပါတယ်။စာရေးဆရာဝေဟောင်တို့အဖွဲ့ဟာပြည်တွင်းပြည်ပကစေနာရှင်တွေရဲ့အလူငွေကိုတက်စစ်ပြန်လှူဒန်းတာဖြစ်ပြီးလှူဒန်းပေးတဲ့စေနာရှင်တွေကိုကျေးဇူးတင်ရှိပါတယ်လို့လည်းသူကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ဖြစ်တဲ့ရခိုင်မျိုးသမီးတွေပေါ်လိမ်မိုင်းဆိုင်ရာစော်ကားပြောဆိုမှုကိုရခိုင်အဖွဲ့အစည်းတွေကန့်ကွက်ဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။ရခိုင်မျိုးသမီးတွေပေါ်လိမ်မိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစော်ကားပြောဆိုမှုကိုကန့်ကွက်ကြဖို့နဲ့စော်ကားပြောဆိုသူတွေကိုအရေးယူဖို့ကြောက်တော်လူငယ်များအစည်းအရုံးနဲ့မင်းပြလူငယ်များအစည်းအရုံးတို့ကထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့မတ်လ3ရက်ကရခိုင်လူငယ်အစိုးရတနင်္ဂနွေအပါအဝင်လူ4ဦးတို့ကရခိုင်မျိုးသမီးတွေပေါ်လိမ်မိုင်းဆိုင်ရာစော်ကားပြောဆိုထားတဲ့ရုပ်တံဖိုင်တစ်ခုဟာကိုတက်ဆိုတဲ့အကောက်ပိုင်ရှင်ကနေတစ်စိလူမှုကွန်ရက်စာမျက်နှာပေါ်ကိုပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ရုပ်တံဖိုင်မှာရခိုင်ပြည်ကြောက်တော်မြို့ရဲ့အထင်ကရကစ္စပနတီတရားပေါ်မှာရခိုင်မျိုးသမီးတွေပေါ်လေးစားမှုမရှိဘဲလိမ်မိုင်းဆိုင်ရာမဖွဲမရပြောဆိုထားတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာရခိုင်ပြည်တွင်းကမျိုးသမီးတွေပေါ်လေးစားမှုတန်ဖိုးထားမှုနဲ့ကြားမတန်းတူညီမျှမှုအားနည်းနေပြီးလိမ်မိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုနဲ့ရှေးရုပ်ဆွဲဖိုဝါဒကြီးစိုးနေတဲ့ဆိုတဲ့အထောက်အထားတစ်ရပ်ဖြစ်တယ်လို့ကြောက်တော်လူငယ်များအစည်းအရုံးကထောက်ပြထားပါတယ်။ဒါကြောင့်မျိုးသမီးတွေရဲ့ဖြစ်တည်မှုကိုနီလန်မျိုးစုံနဲ့နှိပ်ချတဲ့ကိုနှုတ်အမှုရာတွေအားလုံးကိုထုတ်ဖော်ကန့်ကွက်ကြဖို့ကြောက်တော်လူငယ်များအစည်းအရုံးနဲ့မင်းပြလူငယ်များအစည်းအရုံးတို့ကအမျိုးသမီးထုတွေကိုစားရှုတ်ချပြီးတာဝန်ရှိသူတွေကထိထိရောက်ရောက်ရေးယူဆောင်ရွက်ပေးဖို့တောင်းဆိုထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပလဝကစစ်တုပ်ပန်းနဲ့အကျဉ်းသား30ဦးကိုအေပြန်လှုပ်ပေးဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။အာရခတပ်တော်ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်ပလဝခရိုင်အတွင်းကစစ်သားရဲနဲ့အရက်ဘက်ကျင်းသားအပါအဝင်30ဦးကိုအာရခတပ်တော်ကမတ်လ4ရက်မနက်ပိုင်းမှာပြန်လှုပ်ပေးခဲ့တယ်လို့သိရပါတယ်။ပြန်လှုပ်ပေးတဲ့သူတွေထဲမှာစစ်သား16ဦးရဲတပ်သား2ဦးစစ်တုပ်ပန်းတွေရဲ့မိသားစုဝင်5ဦးနဲ့အရက်ဘက်ကျင်းသား10ဦးပါဝင်ပါတယ်။အဲဒီထဲမှာချင်းတိုင်းရင်းသားခုမီးလူမျိုး2ဦးပါဝင်ပြီးအပေါ်ကျေးဇူးတင်ကြောင်းပြောဆိုထားတယ်လို့အာရခတပ်တော်ကလည်းတီလိုပြန်လှုပ်ပေးတာဟာလူအခွင့်အရေးကိုတန်ဖိုးထားခြင်းနဲ့လူသားချင်းစာနာထောက်ထားမှုတို့ကြောင့်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။
အာရခတပ်တော်ဟာတကြော့ပြန်တိုက်ပွဲအတွင်းသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တဲ့မြို့နယ်တွေမှာဖမ်းဆီးရမိတဲ့စစ်တုပ်ပန်းတွေနဲ့စစ်တုပ်ပန်းမိသားစုဝင်တွေကိုပြန်လည်လွှတ်ပေးလေရှိနေပြီးမြို့နယ်တီမှာထိန်းသိမ်းထားတဲ့စစ်တုပ်ပန်းတွေကိုပြန်လွှတ်ပေးနေတာဆိုရင်လက်ရှိအချိန်ထိ2000ကျော်ရှိနေပြီဖြစ်ပါတယ်။အဲ့ဒါအပြင်အာရခတပ်တော်ဟာအကျဉ်းချနေသူတွေနဲ့စစ်တုပ်ပန်းတွေကိုအကျဉ်းချနေတဲ့ကာလတစ်လျှောက်ကျန်းမာရေးကအစရရချိုးရင်းချက်မရှိအောင်ဂရုစိုက်ပေးကြတယ်လို့လည်းအကျဉ်းချပြီးပြန်လွတ်လာတဲ့သူတွေကပြောဆိုကြပါတယ်။ကျွန်တော်လွတ်လာပြီဆိုတော့ကျွန်တော်တအားဝမ်းသာပါတယ်ခင်ဗျ။တက်တော်ယူလေကျွန်တော်တော်တော်ကျေးဇူးတင်ပါတယ်ခင်ဗျ။ကျွန်တော်တို့လည်းထိန်းသိမ်းကြောက်ကျွေးမွေးရှေ့ကူပါညာအကုန်လူသေးမရှိအကုန်လုပ်ပေးပါတယ်ခင်ဗျ။ TV တွေပါလေးလည်းပြပေးပါတယ်။သတင်းတွေပါလေးလည်းနားထောင်ရပါတယ်။ကြည့်ရပါတယ်။ကျွန်တော်တို့နှစ်ဝန်းကျင်လောက်ထိန်းသိမ်းထားတယ်ပေါ့အဲ့လိုတော်တင်မှာအကြီးကြီးကောင်းကောင်းမွန်မွန်ဆေးဝါးအစားလူလေးသေးမရှိစောက်ကြောက်ပြီးတဲ့အများကြီးအေးတက်တော်ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောဆိုပါတယ်ပြောချင်ပါတယ်ခင်ဗျရှိကောင်တွေကလူကြီးတွေကတော့ကျွန်တော်တို့ဒီကတက်တော်လူကြီးတွေနဲ့ညှိနှိုင်းပြီးတော့အကျဉ်းသားတွေအမြန်ဆုံးပြန်လဲလွတ်မြောက်ဖို့လုပ်ပေးစေချင်ပါတယ်ခင်ဗျကျွန်တော်တို့လည်းသူတို့လည်းကြံပါသေးတယ်ခင်ဗျလူအများကြီးကြံပါသေးတယ်ဒီတနေရာမှာဟိုအများကြီးကြံပါသေးတယ်သူလူကြီးကြီးညှိနှိုင်းပြီးတော့အဆင်ပြေကြရင်တော့လုပ်ပေးဖို့ဆိုရင်တော့ပိုကောင်းမှာပါခင်ဗျကျွန်တော်တို့လို့လည်းသူတို့လည်းဝမ်းနေပြီးကြံခဲ့ကြတာပါခင်ဗျဒါပေမဲ့တစ်ဖက်မှာတော့စစ်ကော်မရှင်ဟာစစ်တုပ်ပန်းထားရှိထားတဲ့နေရာတွေကိုလေကြောင်းကနေပုံကျဲမှုတွေလှုပ်ဆောင်ခဲ့ပြီးစစ်တုပ်ပန်းအများပြလဲတည်ဆုံခဲ့ကြပါတယ်ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလမှာမောင်နှောမြို့ကစစ်တုပ်ပန်းထားရှိတဲ့နေချားဆောက်တပ်စခန်းကိုစစ်ကော်မရှင်ကလေကြောင်းကနေပုံကျဲချခဲ့တာကြောင့်စစ်တုပ်ပန်း60ကျော်တည်ဆုံခဲ့တယ်လို့ပေါက်တော်မြို့နယ်ကိုပုံကျဲခဲ့တာကြောင့်စစ်တုပ်ပန်း18ဦးတည်ဆုံပြီး10ဦးထက်မနည်းထိခိုက်ခဲ့ပါတယ်အလားတူ2025ခုနှစ်ဇန်နဝါရီလမှာမြောက်ဦးကိုပုံကျဲခဲ့တာကြောင့်စစ်တုပ်ပန်း28ဦးတည်ဆုံခဲ့ပြီး29ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြီးခဲ့တဲ့2026ခုနှစ်ဇန်နဝါရီလ20မှာကြောက်တော်မြို့နယ်ချောင်းသူစစ်တုပ်ပန်းစခန်းကိုပုံကျဲခဲ့တာကြောင့်စစ်တုပ်ပန်း22ဦးတည်ဆုံပြီး30ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အာရခတိုင်းတရေဌာနရဲ့တရေပုတ်ကအစီအစဉ်ကိုဒီလောက်နဲ့ပဲရနာပြကြစီရှင်။နာတော်တာဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်။